ခုနကသူရမှာအဲ့ဒါမျိုးဘူးမှမပေးပါနဲ့ကျောင်းမရှိဘူးအကြောင်းအကောင်းမလားမလုံးတော့လာရင်ရုံးနေပြောလားနင်ကပြောဘာယုံအခုပေးမယ်ဆိုရပြောမိတူလားကျောက်ချင်တယ်ကျောက်တွေမပန်းကြရင်ကျောက်မရှိဘူးဒီချင်းတော့လည်းမရတော့20ရောတော့နေခွန်း20ပေါ့ဖိနေတထိုင်လိုက်ကွာအမလိုက်ကလေးထားပိတ်လိုက်ပါရအေးမပြောလိုက်ကြ